Hi everyone အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မြတ်စုကတော့မြတ်စုရဲ့ study abroad နဲ့ပတ်သက်ပြီးတော့ sharing တစ်ခုလုပ်ပေးခြင်းလို့ပါမြတ်စုကတော့လက်ရှိအိန္ဒိယနိုင်ငံမှာကျောင်းတက်နေရပါဒီဗီဒီယိုကဘယ်လိုလူတွေအတွက်ရေးရလဲဆိုရင်တော့စနစ်တန်းပြီးထားတဲ့မောင်လေးညီမလေးတွေ GT ပြီးထားတဲ့မောင်လေးညီမလေးတွေ IGCSE ပြီးထားတဲ့မောင်လေးညီမလေးတွေပေါ့နိုင်ငံသားမှာကျောင်းတက်ခြင်းနဲ့လူငယ်တွေအတွက်မြတ်စုကတော့ဒီဗီဒီယိုလေးကိုလုပ်ပေးရခြင်းဖြစ်ပါတယ်ဒီအတွက်ကြောင့်ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ဖို့တိုက်ရိုက်ခင်ကြပါရရှင်မြစုကတော့2020ခုနှစ်မှာတက္ကသိုလ်ဝင်ဆောင်ပွဲကိုအောင်မြင်ခဲ့ပါတယ်။ဈာထဲမှာတော့မြန်မာပြည်မှာတော့တက္ကသိုလ်မတက်ဖြစ်ဘူးပေါ့နော်။ဘာလို့လဲဆိုတော့ဒီကိုဗစ်ကာလရဲ့နိုင်ငံရေးအခြေအနေကြောင့်မြစုကမြန်မာပြည်မှာတက္ကသိုလ်မတက်ဖြစ်ခဲ့ဘူးပေါ့နော်။အဲ့ဒါနဲ့မြစုက study abroad လုပ်ဖို့အတွက်မြစုစုံစမ်းကြည့်တဲ့အခါမှာမြစုတော်တော်ပေါ့နော်နိုင်ငံတော်တော်များများကိုရှာကြည့်တယ်။ဒီပေါ့နော်ရှာကြည့်တဲ့အခါမှာတခုကကျတော့တချို့နိုင်ငံတွေကျတော့မျိုးစုမြန်မာပြည်နဲ့အရန်ဝေးရပေါ့နော်အဲ့အတွက်ကြောင့်အင်းကလည်းအရန်စိတ်မချဖြစ်တယ်စိတ်မချဖြစ်တဲ့အတွက်ကြောင့်သူတို့ကမြန်မာနိုင်ငံနဲ့နီးတဲ့နေရာမှာပဲပေါ့နော်ကျောင်းတက်စေချင်တာပေါ့မျိုးစုအဲ့အတွက်ကြောင့်ပထမဆုံးမျိုးစုထိုင်းနိုင်ငံမှာကျောင်းတက်ဖို့ကျောင်းလျှောက်ခဲ့ပါတယ်အဲ့ကနေလည်းမျိုးစု assistant လာတာရခဲ့တယ်ဒါပေမဲ့စက်မတက်ရတဲ့အကြောင်းရင်းကတော့ဒီပေါ့နော်ကျောင်းတက်ခံနေမှာမျိုးစုက operation လေးတစ်ခုလုပ်လိုက်ရတယ်အဲ့အတွက်ကြောင့် first sem ကိုတက်ဖို့မဖြစ်နိုင်တော့တဲ့အတွက်ကြောင့်ပေါ့နော်ကျောင်းကို email ပို့ပြီးတော့ပေါ့ဒီပေါ့second center မှာတက်လို့ရလားဆိုပြီးတော့request လုပ်လိုက်တဲ့အခါမှာအကြောင်းကသူတို့ကပေါ့နော် second center ရင်တော့ဒီအတန်းမဖွင့်ပေါ့နော်အဲ့အတွက်ကြောင့်ပြန်တက်ရှင်နေဆိုရင်တော့နောက်ဆမ်းမတန်းကြမှာတက်ဆိုပြီးတော့သူတို့အဲ့လိုမျိုးပြောတဲ့အတွက်ကြောင့်မျိုးဆိုကလည်းနိုင်ငံရေးချင်းနေလည်းအရင်မကောင်းတာဆိုတဲ့အတွက်ကြောင့်အရင်မဆောင်ကျင်တာနဲ့ပဲတခြားတစ်နိုင်ငံကိုထပ်ချတဲ့အခါမှာမျိုးဆိုကအိန္ဒိယကိုရွေးရပါမြတ်စုရဲ့တငယ်ချင်းတော်တော်များများရောမြတ်စုရဲ့ junior မောင်လေးတွေညီမလေးတွေရောပေါ့နော်ပြီးတော့မြတ်စုဒီကျောင်းကိုရောက်လာတဲ့အခါမှာတငယ်ချင်းတွေတော်တော်များများမေးကြတယ်ဘာဖြစ်လို့ why you choose India why you choose LPU ဆိုတဲ့question ကိုမြတ်စုမေးကြရပေါ့နော်ပထမဆုံးအနေနဲ့မြတ်စုကတော့ LPU ကိုဘာလို့ရွေးရလဲဆိုလို့ရှိရင်တော့ LPU ရွေးရတဲ့အကြောင်းရင်းကတော့မြတ်စုကျောင်းကတော့ top 3မှာပါပါတယ်တနိုင်ငံလုံးတိုင်းတာရဆိုရင်နောက်တစ်ခုကကြတော့ internship base in ပါတယ်အဲ့အတွက်ကြောင့်အဲ့ဒါကတော့မြတ်စုအတွက်အရေးကြီးဆုံးပေါ့နော်ပြီးတော့ဒီကြားနေလေမြတ်စုက scholarship ကို 50% ရတာပါပေါ့အဖက်ဖက်ကကြီးလိုက်တဲ့အခါမှာဒီကျောင်းကမြတ်စုအတွက်အဆင်ပြေရပေါ့နော်ဈေးနှုန်းပိုင်းရကြည့်မယ်ဆိုရင်လည်းအဆင်ပြေတယ်ပြီးတော့ living cost ပြီးတော့တော်တော်များများမေးကြရပေါ့နော်အဆင်ပြေရလားဘယ်လိုလဲပေါ့အတွေ့အကြုံကပြီးရင် international student တွေအတွက်ကောကျောင်းကကဲလုပ်ပေးရလားဆိုတော့ကျတော့ကဲကတော့လုပ်ပေးပါတယ်သူတို့လောက်နိုင်တဲ့အနေထားလောက်ထိတော့သူတို့ကတော့ view site ပေးပါတယ်ရှင့်အမှဆိုရင်မျိုးစုအတန်းထဲမှာကွာအဲ့ဆရာတယောက်ကိုစာတင်တာနားမလဲလို့ဆိုပါဆိုအကြရင်ကိုနားမလဲတဲ့ကြောင်အဲ့လိုပုံမလင်းလင်းပြောလို့ရတယ်ဆရာကျမဒါနားမလဲဘူးပေါ့နော်ကျမဒါလေးရှင်းပြပေးလို့ရမလားဆိုရင်လည်းသူတို့ကအဲ့လိုပြန်ပြီးရှင်းပြပေးပါတယ်အကယ်၍အဲ့လိုမှမဟုတ်ဘူးနော်သူဘာတင်ကိုကနားမလဲဘူးဆိုရင်တော့ကျောင်းကိုကိုကသွားပြီးတော့အဲ့လိုမျိုးပေါ့နော် request လုပ်လို့ရတယ်ပေါ့နော်ကျမဒီ course တင်တဲ့ဆရာကိုပြောင်းချင်တယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်ပြောင်းပေးလို့ရလားဆိုပြီးတော့ကျောင်း request တင်လဲကျောင်းကနေပြီးတော့အဆင်ပြေအောင်လုပ်ပေးပါတယ်ပြောင်းပေးပါတယ်ရှင်ကျောင်းသားညီပေါ့နော်ပြီးတော့အခုတခုကြိုက်တာကြတော့ဒီအလောက်ကိုင်းနဲ့ပတ်သက်တယ်ပေါ့နော်ဒီအရေးကြီးဆုံးကတော့တော်တော်များများမေးကြအလောက်ကိုင်းပေါ့နော်အမှကျောင်းပြီးရောအဲ့မှာ chance ကဘယ်လိုရှိလဲပေါ့နော်အဲ့လိုမျိုးမေးကြတယ်အဲ့အတွက်ကြောင့်မြတ်စွာဘုရားကျောင်းကကြတော့အခု first year စတက်ပြီးဆိုတာနဲ့ကျောင်းမှာပေါ့နော် account ဖွင့်ရတယ် LinkedIn account ပေါ့နော်အဲ့လိုမျိုးမှာအဲ့ရနေပြီးတော့ job ရှာဖို့အတွက်သူတို့ပြင်ဆင်ပေးပါတယ်ပြီးတော့တစ်နှစ်နဲ့တစ်နှစ်ကို interview တွေလည်းခေါ်ပေးပါတယ်ရှင် interview တွေလည်းခေါ်ပေးတယ်interview ပေါ့နော်အရင်ပေါ့နော်ဘယ်လိုပြင်ဆင်ရမလဲပြီးရင်ကိုမှရှိထားတဲ့အရေးသူတွေအကုန်လုံးသူတို့ကဒီပေါ့နော် course တွေလည်း free course ပေါ့နော်အဲ့လိုမျိုးတွေလည်း join ခိုင်းတယ်ပြီးတော့ဒီပေါ့တချို့ assignment တွေဆိုလို့ရှိရင်မျက်စိတို့ course တစ်ခုကိုတက်ရတယ်အဲ့ရနေရတဲ့ certificate ကိုပြရတယ်အဲ့ဒါလည်းမျက်စိရဲ့ CA ပုံစံမျိုးပေါ့နော်ရှိပါတယ်ရှင့်အဲ့လိုမျိုးကြီးပေါ့နော်သူကတော့သူတက်နိုင်တဲ့လောက်ကတော့ပြင်ဆင်တာပဲကွာပြီးတော့မေးကြတယ်အိန္ဒိယမှာကြောင်းတက်တယ်အလုပ်ရမှာလားအဓိကတော့ဒါကတော့ကွာဘယ်မှာပဲကြောင်းတက်တက်ကို့အပေါ်မှာပဲမူတည်တာပါကိုကဒါစူးစမ်းတယ်ပြီးရင်ကိုကဒီစာရေးပဲလဲစူးစမ်းနေလို့လည်းမရဘူးကွာတိလားကိုကစူးစမ်းတယ်ကိုစူးစမ်းတယ်ကိုကဘယ်နေရာမှာဘယ်လိုဟာတက်နေရဲဆိုတာလဲပြီးကိုမှဘယ်လို skill တွေရှိရဲဆိုတာလဲကိုကထုတ်ပြတတ်ဖို့လဲလိုပါတယ်အဲ့လိုမှပေါ့နော်အလောက်ကလည်းရွေးတာပါပြီးတော့ internship ပါညာကြတော့လေမျက်စုကြောင်ပေးစင်းတဲ့အတွက်ကြောင့်ကြတော့လုံးဝအဆင်ပြေပါတယ်ပြီးတော့အခုဆိုမျက်စုကြတော့ medical နဲ့ပတ်သက်တာဆိုတော့ကြာသူကဆေးရုံနေပါလေဆိုလဲအလဲသွားရတာတော့သွားပြီးတော့ visit လုပ်ရတယ်ပြီးသွားပြီးတော့အဲ့မှာပေါ့နော်ဒီ patient တွေနဲ့တွေ့ရတယ်ပြီးရင်ဒီလိုမျိုးပေါ့နော်ကိုအတွေ့အကြုံတွေသူတို့ကအကုန်လုံးတင်ပေးပါတယ်ရှင့်အဲ့အတွက်ကြောင့်ဆင်ပြေပါတယ်
ပြီးရင်မျက်စုကိုလည်းမေ့ချတယ်ပေါ့နော်တခြားចောင်းသားမိဖတွေရောပြီးတော့ဒီဂျူနီယာမောင်လေးညီမလေးရောပေါ့နော်အမှား safe ဖြစ်ရလားအိန္ဒိယကဒီအတိုင်းပဲလေအိန္ဒိယမူဗီထဲမှာတော့အိန္ဒိယကတော့ရှားတယ်နှက်တယ်ဟေ့ဆိုတော့တိတ်ပြီးတော့နည်းနည်းကြောက်ဖို့ကောင်းတာပေါ့နော်ဒါပေမဲ့မျက်စုကျောင်းကတော့ safe ဖြစ်တယ်24 hour security ရှိတဲ့အတွက်ကြောင့် safe ဖြစ်တယ်နောက်တစ်ခုကအခုမျက်စုနေတဲ့နေရာကျတော့ကွာမျက်စုကအိမ်ယာမှာနေရပါတော့ Green Valley ဆိုတဲ့အိမ်ယာမှာနေရပါအဲ့အတွက်ကြောင့်ကမျက်စုအိမ်ယာမှာဆိုရင်လည်း24 hour security ရှိတဲ့အတွက်ကြောင့်ကျတော့အဲ့လိုမျိုး safe ဖြစ်တယ်ပေါ့နော်ပြီးတော့မျက်စုကအခုပြီးတော့တယောက်တည်းနေရတဲ့အတွက်ကြောင့်လည်းပေါ့နော်အရင်စိုးရင်စရာတော့မလိုပေါ့နော်သူနေရာနဲ့သူ CCTV ရှိရယ် security ရှိရယ်ပေါ့နော်အဲ့အတွက်ကြောင့်တော့မျက်စုနေတဲ့နေရာကတော့ safe ဖြစ်ပါတယ်ရှင့်ပေါ့တချို့မိပါတယ်ဆိုစိတ်ပူတာပေါ့နော်နိုင်ငံခြားမှာတချို့ចောင်းတက်တယ်ဒါပေမဲ့အဲ့လိုစာចောင်းမှမသွားဘူးပျော်ပါလိုက်တယ်ဆိုရင်တော့ဒီမှာအဲ့လိုပျော်ပါရရှိလားဆိုရင်တော့မရှိပါဘူးမရှိဘူးဆိုတော့နယ်မျိုးဖြစ်တဲ့ကြောင့်ကွာဒီចောင်းနဲ့အိမ်နဲ့ចောင်းနဲ့အိမ်နဲ့ចောင်းတခါတလေဒီပေါ့နော်ဒီနားမှာရှိတဲ့မြို့ကိုသွားပြီးဈေးဝယ်ထွက်တာတို့ shopping ထွက်တာတို့အဲ့ဒါတော့ပဲရှိပါတယ်နောက်တစ်ခုကကြတော့သူကလာပြီကွာ uni events တွေ event တွေဆိုလို့ရှိရင်မြေဆိုလို့ဆိုရင်အမှသူတို့ one world တို့ပြီး one india တို့ဆိုတဲ့ဟာမျိုးပွဲရရှိရယ်ပြီးတော့နောက်တစ်ခုကကြတော့ကိုဝါသနာပါတဲ့ဟာကိုသွားပြီးတော့ပေါ့နော်ကိုအားလက်ချိန်မှာသွားပြီးလုပ်လို့ရတဲ့ပွဲတွေရှိရယ်ကိုကအမှဆိုရင် dance ပေါ့နော်ကားရတာဝါသနာပါတယ်ဆိုရင်လည်းမျိုးစုကျောင်းမှာ dance class လည်းရှိရယ်ကိုကဒုတိယတွေတီးရတာမှုတ်ရတာပေါ့နော်အဲ့လိုမျိုးဝါသနာပါတယ်ဆိုရင်လည်းပေါ့နော်ကျောင်းမှာအဆင်ပြေရပေါ့နော်ကျောင်းမှာလုပ်လို့အဆင်ပြေရပေါ့နော်major တွေအတွက်လည်းပေါ့နော်တချို့တွေကပြောကြရပေါ့အမကျွန်တော်ကတော့ဒီ major တက်ချင်တယ်ညီမကတော့ဒီ major တက်ချင်တယ်ရှိလားပေါ့နော် major တော်တော်များများကတော့မျက်စုကျောင်းမှာတက်လို့ရပါတယ်သူကတော်များတယ်ပေါ့နော်ရွေးချယ်စရာ major တွေလည်းများတယ်ဒါပေမဲ့အဲ့လိုမျိုးစနစ်ဟောင်း10ပေးထားတဲ့လူဆိုရင်တော့မျက်စုကျောင်းမှာ foundation ဆိုတဲ့ course အရင်ရှိပါတယ် foundation အရင်တက်ရပါတယ်အဲ့လိုမှမဟုတ်ဘဲနဲ့ GD ပြီးထားတဲ့မောင်လေးတွေဆိုရင်လည်းသူတို့ကလည်း foundation အရင်တက်ရတယ်ပြီးရင်တော့ diploma ကိုဆက်တက်လို့ရတယ်ပေါ့နော် IGCSE ပြီးထားတဲ့မောင်လေးတွေညီမလေးလည်းအဲ့လိုပဲ IGCSE ကို O level ပြီးထားရယ်เนาะသူတို့လည်း foundation စတက်ပါတယ်အဲ့လိုမဟုတ်ဘဲနဲ့ A level ပြီးထားတယ်ဆိုရင်တော့ဒီပေါ့နော် bachelor first year နေပြီးတော့စတက်ရပါတယ်မြစုတော့ကလည်းမြစုကစနစ်ဟောင်း10ရောင်ပြီးခဲ့တာဖြစ်တဲ့ကြောင့်မြစုကလည်း foundation အရင်တက်ခဲ့ရပါတယ် foundation မိနစ်ကတက်တယ်ပေါ့နော်မိနစ်ကတက်ပြီးတော့မှဒီနှစ်ကျတော့မြစုက bachelor first year medical laboratory technology တက်နေရပါမြစုရဲ့ major ဘိုင်းရဲ့အတွေ့အကြုံနဲ့ပြောမယ်ဆိုရင်တော့ပေါ့နော်သူကအပေါ်ဆရာတွေကလည်းကဲလို့ပေးတယ်ဒီနိုင်ငံခြားကျောင်းသားဆိုပြီးတော့လေသူတို့ပေါ့နော်အဲ့လိုပြစ်ပယ်ထားရလည်းမရှိဘူးကိုကဆရာကျမဒါနားမလဲဘူးပေါ့နော်ဆိုရင်လေသူတို့ကအဲ့လိုမျိုးအဆင်ပြေအောင်သူတို့ကလုပ်ပေးတယ်အတက်နိုင်ဆုံးတော့သူတို့ကလုပ်ပေးရပေါ့နော်ပြီးတော့ဒီပေါ့မျက်စုတို့ဒီ blog အလိုက်မှာရှိရဲအမှဆိုရင် medical laboratory technology မှာဆိုရင်လည်း medical laboratory technology နဲ့ပတ်သက်တဲ့စာအုပ်တွေကြီးပေါ့နော်ဒီဆေးနဲ့ပတ်သက်တဲ့စာအုပ်တွေကြီးပဲတည်တံ့ရှိရဲစာကြည့်တိုက်တွေရှိပါတယ် blog တိုင်းမှာသူတို့နဲ့ပတ်သက်တဲ့စာကြည့်တိုက်ဆိုတာအများကြီးရှိပါတယ်ပြီးတော့မျက်စုတို့ဒီပေါ့နော်ကျောင်းရဲ့ level ဟိုကျမမှာရှိတဲ့နေရာမှာဆိုရင်လည်း central library ဆိုပြီးရှိပါတယ်အဲ့မှာကျတော့ကိုကြိုက်တဲ့ပေါ့နော်ဒီဘယ်မေဂျာပဲမဆိုကွာအဲ့မှာသွားပြီးစာလုပ်လို့ရတယ်အခု medical laboratory technology ရဲ့library ဆိုရင်တော့ပေါ့နော်သူတို့ကိုမေဂျာနဲ့ကိုပေါ့နော်ကိုမေဂျာနဲ့ကို library နဲ့ကိုလောက်ကြတာပါပြီးတော့သူကနောက်တစ်ခုအနေနဲ့ကြတော့ပေါ့နော် fees ဘယ်လိုလဲပေါ့ fees ဘယ်လိုလဲဆိုရင်တော့သူတို့ကမြန်မာနိုင်ငံကျောင်းသားတွေအတွက်ဆိုရင်တော့သူက scholarship 50% ပေးပါတယ်မြန်မာနိုင်ငံဆိုရင်တော့မြန်မာနိုင်ငံကလာတက်တဲ့ကျောင်းသားတွေဆိုရင်တော့ scholarship 50% ရပါတယ်ပြီးတော့ဒီပေါ့နော်exam နေမေးကြတယ် exam မျက်စုံမေးရအမ exam ဘယ်နှခုလောက်ဖြေရလဲပေါ့နောက်ဆုံးအနေနဲ့မျက်စုံကတက်ဆန်ကိုဆိုလို့ရှိရင်ဥပမာဆိုရင် first sem ဆိုရင်မျက်စုံက July ကနေစတက်ရတယ် July ကနေပြီးတော့ December ထိတက်ရတယ်အဲ့တော့အဲ့ဒီကာလအတွင်းမှာပထမဆုံးအနေနဲ့ mid term စခင်မှာဆိုရင်တော့ CA ဖြေရတယ်အတန်းတွင်းစာမှုပွဲတွေပေါ့နော် CA ဖြေရတယ် presentation လုပ်ရတယ်နောက်တစ်ခုကကြတော့ဒီပေါ့assignments တွေရေးပေးရတယ်အဲ့ဒါပေါ့နော် group discussion ပုံစံမျိုးတွေပါညာလုပ်ရတယ်ပေါ့နောက်တစ်ခုကကြတော့သူကဘယ်လိုမျိုးလဲဆိုရင်mid term ပြီးလို့ရှိရင်တော့မျိုးတို့mid term ပြီးရင်တစ်ခါစီလာတယ်စီလာပြီးရင် mid term လာမယ် mid term ပြီးသွားလို့ရှိရင်နောက်တစ်ခါစီထပ်လာမယ်အဲ့စီတွေမှာပဲတချို့ course တွေကကျတော့သူတို့က assignment ရေးခိုင်းတာရှိရယ် presentation individual ပေါ့နော်တယောက်ချင်းစီထွက်လုပ်ခိုင်းတာရှိရယ်အဲ့ဒါပြီးတော့ practical exam တွေလာပါတယ်အခုဆိုမျက်စုကတော့ medical laboratory ဖြစ်တဲ့အတွက်ကြောင့်မျက်စုကကျတော့ဒီ biochemistry laboratory ပေါ့နော် test တွေလာတယ်ပြီး microbiology တွေလာတယ်နောက်တစ်ခုကကျတော့ hematology ပေါ့နော်အဲ့လိုမျိုးတွေလည်းလာပါတယ်ရှင့်အဲ့ဒါပြီးသွားရင်တော့မျက်စုတို့ကတော့ဒီ lecture exam တွေပေါ့နော် lecture exam တွေကကျတော့ first year student တွေလို့ဆိုရင်တော့သူကဘယ်လိုလုပ်ရလဲဆိုလို့ရှိရင်ပေါ့ရေးဖြစ်ရတာပေါ့နော် subjective ပေါ့နော် subjective only ဆိုတော့ကျတော့စာရတော့လုပ်ရပါတယ် exam တွေကတော့လေသူကကိုပေးထားတဲ့ဈေးနဲ့တန်အောင်တော့ဖြေရတာအကြိုက်ဖြေရတာကွာဒီလား exam ကတော့ကွာလုံးဝဖြေနေရတာကွာ exam ကတော့ဖြေရတယ်အများနဲ့စာမွေးရတော့ဖြေရပါတယ်စာရမ်းလုပ်ချင်တယ်ဆိုရင်တော့လာခဲ့ပါ
ပြီးတော့ကျွန်တော်တချို့တွေမေးရပေါ့နော်အမပေါ့နော်ကျောင်းကတခြားနဲ့ပတ်သက်တဲ့ပေါ့နော် activity တွေပါအများကြီးပါလုပ်ပေးလားဆိုတော့ကျွန်တော်လုပ်ပေးပါတယ်ရှင်အခုမြတ်စုဆိုလို့ရှင်မြတ်စုကကြတော့အခု medical laboratory လည်းတက်နေရပြီးတော့မြတ်စုအတန်းပြီးပြီဆိုတာလည်းမြတ်စုကဒီပေါ့နော် modeling class ဆိုတာရှိပါတယ်မြတ်စုကျောင်းမှာအဲ့ကိုက model ဖြစ်ချင်တယ်ဘာညာဆိုရင်လည်းလို့သွားပြီးတော့ join လုပ်ရပါတယ်ရှင်အဲ့ကြရင်ကိုကအဲ့ class မှာအရင် join ပြီးသွားပြီဆိုတာနဲ့သူတို့ကနေပြီးတော့ဒီမှာပေါ့နော် show ပွဲတွေလျှောက်တယ်ပြီးတော့ runway တွေပါဆိုလဲဝင်လျှောက်ပါတယ်မြတ်ဆိုတော့အခုပြီးတော့ကြတော့တခြားပေါ့နော်ကိုကဒီ chess တို့တာတို့badminton တို့ basketball tennis တို့နောက်တစ်ခုကအကုန်ပေါ့နော် class တော်တော်များများအကြောင်းမှာ free ဝင် join လို့ရပါတယ်ကို join ချင်တဲ့ activity နဲ့ပတ်သက်ပြီးတော့လည်း join လို့ရပါတယ်ရှင့်ပြီးရင်အဲ့မှာ DSW ဆိုတဲ့နေရာရှိရပေါ့နော် IDSW မှာကျတော့ဒီကိုက dance ကတော့ဝါသနာပါတယ်ဆိုလို့ရှိရင်လည်းအဲ့မှာသွားပြီးတော့ join လို့ရပါတယ်ကိုသူတို့အကလည်းတင်ပြီးအဲ့မှာကွာ dance က class ကကျတော့2မျိုးရှိရကွာ traditional နဲ့ဒီလိုပေါ့နော် western ပေါ့အဲ့လိုမျိုးဆိုပြီး2မျိုးရှိရကွာ traditional ကကျတော့ဒီပေါ့သူတို့အိန္ဒိယနိုင်ငံရဲ့ရိုးရာအကာကွာအမှဆိုမျိုးဆိုတော့ကိုပန်ဂျပ်မှာတက်နေဆိုဒီပန်ဂျာဘီအကာတို့ဒီအိန္ဒိယနိုင်ငံရဲ့တခြားရိုးရာအကာတွေပေါ့နော်အဲ့လိုမျိုးတွေလည်းဆိုတက်လို့ရတယ်နောက်တစ်ခုကကျတော့ western ကကျတော့သူကဒီအခုခေတ်နဲ့ပတ်သက်တဲ့အကာပေါ့နော်လုံးဝကွာအဲ့လိုအကာရတဲ့သူကတင်ပေးပါတယ်ပြီးတော့ music ရဲ့နဲ့ပတ်သက်တဲ့ဘိုင်းလည်းတင်ပေးတယ်ဒီ instrument ဘိုင်းပေါ့နော်ဒီတီးတာခတ်တာပေါ့အဲ့လိုမျိုးဘိုင်းနေဆိုလည်း free အိမ်မှာလည်း free class တွေရှိရဆိုတော့ကြောင့်သွား join လို့ရပါတယ်နောက်တစ်ခုကကြတော့သူကဒီစာအုပ်ဖတ်တဲ့လူတွေချင်းချင်းပေါ့နော်ဒီလို discussion လုပ်တဲ့အခန်းအဲ့လိုမျိုးလေးရှိပါတယ်ရှင့်အဲ့အတွက်ကြောင့်သူက activity ရလည်းစုံနေပြီးရင်ကျောင်းမှာလည်းအဲ့လိုအကြီးရေကူးကန်နေတဲ့ရှိရဲအစုံပေါ့နော်ဒီ tennis player တွေအတွက်လည်းနေရာရှိရဲပေါ့နော်သူအကုန်လုံးပေးထားတာကွာအိန္ဒိယနိုင်ငံကသူတို့ရဲ့ favorite sport ကကျတော့သူတို့ကဒီ cricket ပေါ့နော် cricket ကစားတဲ့လူတွေလည်းအကုန်လုပ်ပေးအကုန်ရှိတယ်ကွာစုံနေပေါ့နော်သူနေရာနဲ့သူကတော့အဲ့လိုမျိုးလေးပေါ့နော်ဆိုအတွက်ကြောင့်ဒီ facility ဘိုင်းဘာညာရပြောမှဆိုရင်လည်း9 hour တန်းပါအကုန်ဆုံးပါတယ်နောက်တစ်ခုကကြတော့သူကfacility ဘိုင်းပြီးသွားတဲ့အခါနောက်တစ်ခုကသူကဘယ်ဘိုင်း education ဘိုင်းနဲ့ပတ်သက်တယ်ဆိုရင်လည်းသူကတော့အမြင့်ဆိုတော့8 hour တန်းပေးပါတယ်လုံးဝကို recommend ပေးပါတယ်ရှင်ဒီပေါ့နော်အဲ့အတွက်ကြောင့်အရင်ကြိုက်ပြောရမယ်ဆိုရင်တော့ recommend ပေးလားဆိုရင်တော့ recommend ပေးပါတယ်ဒီ kitty ခါမှာဒီလိုဈေးနဲ့ဒီလိုကြောင်းကောင်းကောင်းတက်ရတဲ့အတွက်ကြောင့်မျိုးစုကတော့ sharing လုပ်ပေးခြင်းဖြစ်ပါတယ်ဒီ video ထဲမှာဆိုရင်တော့သူများရဲ့ထင်မှာပေါ့နော်ပကြောင်းပတ်စံရလို့ဒီ video တင်တာလားအဲ့လိုမဟုတ်ပါဘူးအဲ့ဒါတော့တရားကတော့တေချာပါအာမခံပါတယ်မျိုးစုကစေတနာနဲ့ပါစေတနာနဲ့ဆိုတာကအမှန်ပေါ့နော်ကြောင်းနေနိုင်ရမှကြောင်းတက်ချင်တယ်ဒါပေမဲ့အရင်ကြီးပေါ့နော်အိမ်ကိုလည်း stress မပြည့်စေချင်ဘူးဝင်လည်းအများကြီးမပြည့်စေချင်ဘူးဆိုရင်တော့ကိုယ်နဲ့မြန်မာနိုင်ငံနဲ့လည်းနီးတဲ့အိန္ဒိယမှာပေါ့နော်ဒီလိုမျိုးကြောင်းကောင်းကောင်းမှာဈေးသက်သာနဲ့ကြောင်းတက်လို့ရတယ်ဖြစ်တဲ့အကြောင်းမျိုးစုက sharing လုပ်ပေးချင်တာပါပေါ့နော်ဈေးတက်တာပြီးတော့အဲ့လိုမျိုးဂျင်းလားပေါ့နော်သူများပြောကြဂျင်းလည်းမဟုတ်ပါဘူးကိုပေးရတာထက်ပိုတဲ့ရတဲ့ကိုပြန်ပြီးတော့ပေးပါကအကြောင်းကအဲ့ဒီအတွက်ကြောင့်အဆင်ပြေပါတယ်ရှင့်ပေါ့နော်တကယ်လို့ပေါ့နော်မျက်စုကြောင်းနဲ့ပတ်သက်ပြီးတော့ထပ်ပြီးတော့သိချင်တာပို့ပြီးတော့သိချင်တာပေါ့နော်ဆိုလို့ရှိရင်လည်းမျက်စုကိုလာမေးလို့လည်းရပါတယ်မျက်စုဗီဒီယိုလေးကိုအဆုံးတက်ထိကြည့်ပေးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ရှင့်အားလုံးအခုလိုမျိုးမျက်စိရဲ့ဗီဒီယိုကိုအချိန်ပေးပြီးတော့ကြည့်ပြီးတော့လည်းကျေးဇူးအများကြီးတင်ပါတယ်ရှင့်မျက်စိရဲ့ YouTube channel လေးကိုလည်း subscribe လေးလုပ်ပေးဖို့အားလုံးကို request လုပ်ပါတယ်ရှင့်အားလုံးပဲမင်္ဂလာညချမ်းလေးပြကြပါစေရှင်